အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာကတော့အခန်း1လေ့ကျင့်ခန်း9.1ကနံပါတ်4 5ဖြစ်ပါတယ်ကျွန်တော်အမှာနံပါတ်4မှာဆိုရင်ဒေါင်းမန် coordinate ပြင်တစ်ခုပေါ်မှာတဲ့အောက်ပါအမှတ်များကိုနေရာချပါတဲ့ပေးထားသောအမှတ်တွေကိုအင်္ဂလိပ်စကားလုံးအစီအစဉ်အတိုင်းဆက်ပြီးတဲ့အခါမှာနောက်ဆုံးအမှတ်ဖြစ်တဲ့ A ပထမဆုံးအမှတ်ဖြစ်တဲ့ A အမှတ်နဲ့နောက်ဆုံးအမှတ်ဖြစ်တဲ့ B အမှတ်တွေကိုလည်းဆက်မယ်တဲ့ညီသည့်ပုံရရှိတဲ့နည်းတဲ့ကျွန်တော်ဘယ်ပုံရရှိသူပေးထားတဲ့အမှတ်တွေကိုနေရာချတဲ့အခါမှာဘယ်ပုံရရှိတယ်ပေါ့နော်အဲ့ဒါမိတာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ကပြင်ကြီးတစ်ခုလုပ်ပါမယ်။နော်ပြင်ကြီးတစ်ခုမှာဆိုကျွန်တော် A အမှတ်ကိုအရင်ဆုံးမှတ်မယ်ပေါ့နော်။2.1မှာ A အမှတ်က 2.1 ဆိုတော့ကျွန်တော်က 2.1 နေရာမှာ A အမှတ်ကိုမှတ်မယ်။ B နေရာမှာ B အမှတ်က 2.4 ဖြစ်တယ် B ရဲ့ coordinate က 2.4 ဖြစ်တဲ့နော် X ရဲ့တန်ဖိုးက2မှာရှိပြီးတော့ Y ရဲ့တန်ဖိုးက4မှာရှိတဲ့နေရာမှာကျွန်တော်က B အမှတ်လေးကိုမှတ်ပါမယ်။နောက်ကနော် A ရဲ့တန်ဖိုး1နေရာမှာရှိပြီးတော့ C ရဲ့ပါတယ် Y ရဲ့တန်ဖိုး6နေရာမှာရှိတဲ့ C အမှတ်ကလေးကိုလည်းမှတ်ပါမယ်နော်။ကြားလို့ရှိရင်နော် H တန်ဖိုးကနော်3ရှိပြီးတော့ Y တန်ဖိုးက4ရှိတဲ့နေရာမှာကျွန်တော်ကဒီအမှတ်လေးကိုမှတ်ပါမယ်။ဟုတ်နော်။နောက်ပြီးလို့ရှိရင် X ရဲ့တန်ဖိုးက H ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက4ဖြစ်တဲ့နေရာမှာကျွန်တော် E အမှတ်ကလေးကိုမှတ်ပါမယ်။နောက်ပြီးကြရင်နော်Y H ဝင်ရိုးမှာပေါ့နော်10ဖြစ်ပြီးတော့ Y ဝင်ရိုးမှာ6ဖြစ်တဲ့နေရာမှာကျွန်တော် F ကိုမှတ်ပါမယ်ပေါ့နော်။နောက်ပြီးရင် G တန်ဖိုးကလည်းအတိုင်းပဲ10.5ဆိုတော့ X ရဲ့တန်ဖိုးက10 Y ရဲ့တန်ဖိုးက5နေရာမှာအမှတ်မှတ်မယ်နောက်က X ရဲ့တန်ဖိုး X က coordinate က 11.3 ဖြစ်တဲ့အတွက်နော် X ဝင်ရိုးပေါ်မှာ11ဖြစ်ပြီးတော့ Y ဝင်ရိုးပေါ်မှာ3ဖြစ်တဲ့နေရာဒီမှာကျွန်တော် X နံပါတ်ကိုမှတ်ပါမယ်နော် X မှတ်လေးကိုမှတ်ပါမယ်နောက်က I က 10.2 ဖြစ်တဲ့အတွက်နော် X တန်ဖိုး10 Y တန်ဖိုး2နေရာမှာကျွန်တော် I မှတ်ကလေးကိုမှတ်ပါမယ်နောက်က J ရဲ့ coordinate က 9.3 ဖြစ်တဲ့အတွက်နော် H တန်ဖိုး9 Y တန်ဖိုးက3ဖြစ်တဲ့နေရာမှာကျွန်တော်က J မှတ်ကလေးကိုမှတ်ပေးပါမယ်နောက်က X ရဲ့တန်ဖိုးက H ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက2ဖြစ်တဲ့နေရာမှာကျွန်တော် K အမှတ်လေးကိုမှတ်ပါမယ်နောက်ကနော် X ရဲ့တန်ဖိုးက 8 ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက1ဖြစ်တဲ့နေရာမှာ R အမှတ်လေးကိုမှတ်ပါမယ်နော်နောက်က X ရဲ့တန်ဖိုးက7ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက1ရှိတဲ့နေရာလေးမှာကျွန်တော်က M ရဲ့အမှတ်ကလေးကိုမှတ်ပါမယ် M အမှတ်ကလေးကိုမှတ်မယ်နော်နောက်က X ရဲ့တန်ဖိုးက7ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက2ဖြစ်တဲ့နေရာလေးမှာ N လေးကိုမှတ်ပါမယ်ဟုတ်နော်နောက်ကနော် X ရဲ့တန်ဖိုးက3ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုး2ရှိတဲ့နေရာလေးမှာကျွန်တော်က MSCO ကိုမှတ်ပါမယ်နောက်က X ရဲ့တန်ဖိုး3ဖြစ်ပြီးတော့ Y ရဲ့တန်ဖိုးက1ဖြစ်တဲ့နေရာလေးမှာကျွန်တော် P အမှတ်လေးကိုမှတ်ပါမယ်နော်မှတ်ပြီးလို့ရှိရင်ကျွန်တော်ကသူပေးထားတဲ့နော်ဒီအမှတ်တွေကိုနေရာချပြီးပါပြီနေရာချပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်အမှတ်တွေကိုအက္ခရာဆင်တိုင်းဆက်မယ်နော်အက္ခရာဆင်တိုင်းဆိုတာက A ပြီးတော့ B ပြီးတော့ C အဲ့လိုပေါ့နော်ဒါဆိုကျွန်တော် A နဲ့ B နဲ့ရင်ဆုံးဆက်မယ်ဟုတ်နော်နောက်ကတစ်ချက်ကမှာပေါ့နော်ပန်းရောင်လေးနဲ့ပြထားပါတယ်နောက်က B နဲ့ C နဲ့မှတ်မယ်နော် B နဲ့ C နဲ့ဆက်မယ်နောက်က C နဲ့ D နဲ့ဆက်မယ်နောက်က D E ပြီးတော့ E ပြီးတော့ဘာလို့ F ကိုဆက်မယ် F ပြီးတော့ G ကိုဆက်မယ် G ပြီးတော့ကျွန်တော် H ကိုဆက်မယ် H ကနေပြီးတော့ I ကိုဆက်မယ် I ကနေပြီးတော့ J ကိုဆက်မယ်နော် J ကနေ K ပြီးတော့ L ပြီးတော့ M ပြီးတော့ N ပေါ့နော် N ပြီးတော့ဘာလို့ O ကနေတခါ P ကိုဆက်လိုက်မယ်တခါပြီးတော့နော်အစမဲ့ A နဲ့တခါနောက်ဆုံးမဲ့ P ကိုလည်းတခါထပ်ဆက်လိုက်မယ်ဆက်လိုက်တဲ့အခါမှာနောက်ဆုံးမှာဘာပုံလေးရတယ်ဆိုရင်ကျွန်တော်ကနော်ဒီပုံစံလေးကြည့်တဲ့အခါမှာကျွန်တော်အမှတ်တွေကိုဆက်တဲ့အခါမှာနော်ခွေးကောင်ပုံရပါတယ်အမှတ်တွေကိုဆက်ပြီးတော့ရရှိလာတဲ့ပုံကဘာပုံလေးလဲဆိုတော့ကျွန်တော်ခွေးလေးတစ်ကောင်ပုံဖြစ်ပါတယ်ဟုတ်နော်ဒါဆိုကျွန်တော်နံပါတ်5ကိုသတ်ပါမယ်နံပါတ်5မှာကျတော့ဒေါင်းမန် coordinate ပြင်တစ်ခုပေါ်မှာအောက်ကအမှတ်များကိုနေရာချပါပေးထားသောအမှတ်များကိုအင်္ဂလိပ်စကားလုံးအစီအစဉ်အတိုင်းဆက်ပြီးတဲ့အခါမှာနောက်ဆုံးအမှတ်နဲ့ပထမဆုံးအမှတ်တို့ကိုလည်းဆက်မယ်တဲ့အဲ့ဒါဘာပုံရရှိတယ်လဲဆိုတော့ကျွန်တော်နံပါတ်4ကပုံတိုင်းပါပဲပထမဆုံးဒီလိုကသူကအမှတ်တွေပေးထားပါတယ်ပထမဆုံးဒီလိုက coordinate ပြင်တစ်ခုဆွဲပါမယ်ဆွဲပြီးတဲ့အခါမှာကျွန်တော်က A အမှတ်ကလေးကိုအရင်ဆုံးနေရာချမယ်နော် A အမှတ်ကကျတော့ကျွန်တော်က A အမှတ် coordinate က 2.2 ဖြစ်တဲ့အတွက်ကျွန်တော်က2နဲ့စုံတဲ့နေရာမှာနော် Y တန် H တန်ဖိုး2 Y တန်ဖိုး2စုံတဲ့နေရာမှာကျွန်တော် A အမှတ်လေးကိုမှတ်မယ်ပြရလို့ရှိရင်နော် B တန်ဖိုး B ရဲ့ coordinate က 3.1 ဒါဆိုလို့ရှိရင် H တန်ဖိုးက3 Y တန်ဖိုးက1ရှိတဲ့နေရာလေးမှာကျွန်တော်က B အမှတ်လေးကိုမှတ်ပေးပါမယ်နောက်တစ်ခုကကျတော့ကျွန်တော်ကနော် C = 9.1 ပေါ့နော်ဒါဆိုရင် C တန်ဖိုးကကျတော့C အမှတ်ကိုမှတ်တဲ့အခါမှာ H တန်ဖိုးက9ပြီးတော့ Y တန်ဖိုးက1ဖြစ်တဲ့နေရာလေးမှာ C အမှတ်ကလေးကိုမှတ်ပါမယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်ကနော် 10.2 က D အမှတ်လေးပေါ့နော်အဲ့ဒီကျွန်တော် D ရဲ့ coordinate ဖြစ်တဲ့ 10.2 နော် H တန်ဖိုးက10 Y တန်ဖိုးက2နေရာမှာရှိတဲ့နေရာလေးမှာ D အမှတ်ကလေးကိုမှတ်ပါမယ်
နောက်က e ရဲ့ coordinate က 7,2 ဖြစ်တဲ့အတွက်ကျွန်တော်နော် x တန်ဖိုး7 y တန်ဖိုး x နေရာလေးမှာကျွန်တော် s အမှတ်လေးကိုမှတ်ပါမယ်နော်e မှတ်လေးကိုမှတ်ပါမယ်မှတ်ပြီးတဲ့အခါမှာကျွန်တော်နော် e ရဲ့အမှတ် coordinate က 7,2 ဖြစ်တဲ့အတွက်နော် x တန်ဖိုး7 y တန်ဖိုး2နေရာလေးမှာကျွန်တော် e အမှတ်လေးကိုမှတ်မယ်နောက်က f ရဲ့ coordinate က 7,8 ဖြစ်တဲ့အတွက် x တန်ဖိုး7နဲ့ y တန်ဖိုး x နေရာလေးမှာကျွန်တော်က f နော် f အမှတ်လေးကိုမှတ်ပါမယ်နောက်ကနော် g အမှတ်ရဲ့ coordinate က 2,3 ဖြစ်တဲ့အတွက် x တန်ဖိုး2 y တန်ဖိုး3နေရာလေးမှာကျွန်တော်အမှတ် g လေးကိုမှတ်ပါမယ်နော်နောက်တစ်ခုကကြာကျွန်တော်က x ရဲ့ coordinate က 7,3 ဖြစ်တဲ့အတွက်နော် x တန်ဖိုးက7 y တန်ဖိုးက3စုံတဲ့နေရာလေးမှာကျွန်တော်က x အမှတ်လေးကိုမှတ်ပါမယ်နောက်ပြီးရင်ကျွန်တော်ခုနအတိုင်းပဲနံပါတ်၄အတိုင်းပဲเนาะအင်္ဂလိပ်စကားလုံးအစီအစဉ်တိုင်းဆက်မှာเนาะကျွန်တော် A ပြီးတော့ B ပြီးတော့ C အဲ့လိုဆက်မှာပါ A ကနေ C ကိုကျော်ဆက်လို့ရှိရင်เนาะအစီမပြေဘူးပေါ့เนาะအားကြောင့်မို့မှားတယ်ပေါ့เนาะပြောသူကအမှတ်ဒီအခေတ်စကားလုံးအစီအစဉ်တိုင်းဆက်ခိုင်းတာဖြစ်တဲ့အတွက် A ပြီးတော့ A ကနေ B ကိုရင်ဆုံးဆက်မယ်ပြီးကြမှာ B ကနေ C ကိုဆက်မယ် C ကနေပြီးတော့ဒီခါ D ကိုဆက်မယ် D ကနေပြီးတော့ဒီခါ E ကိုဆက်မယ် E ပြီးမှကျွန်တော်က E ကနေ H ကိုဆက် E ကနေ F ကိုဆက်မယ် F ကနေမှ G ပြီးတော့မှကျွန်တော်က Hနောက်ပြလို့ရှိရင်ကျွန်တော်ပထမဆုံးအမှတ်ဖြစ်တဲ့ပထမအမှတ်ဖြစ်တဲ့ A နဲ့နောက်ဆုံးအမှတ်ဖြစ်တဲ့ H နဲ့ကိုတခါထပ်ဆက်ပေးမယ်ဒါဆိုရင်ကျွန်တော်ဆက်လာတဲ့အမှတ်တွေကိုဆက်လာပြီးရလာတဲ့ပုံလေးကဘာလဲဆိုရင်ရွက်လေစည်းပုံပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကအမှတ်များဆက်ရရှိလာတဲ့ပုံကရွက်လေစည်းပုံဖြစ်ပါသည်လို့ရေးပေးလိုက်ရင်ဒီဟာလေးကပြီးတော့ပါပြီနော်ကဲဒါဆိုမျိုးကလည်းပထမဆုံးအမှတ်ဆက်မယ်အမှတ်ဆက်ပြီးတော့မှအမှတ်လေးချမယ်ပေါ့နော်အမှတ်လေးသူပေးထားတဲ့ဒီ coordinate အမှတ်ကလေးကိုဒီဟိုလေ coordinate ပြီးရင်ပုံမှာအဆက်ကလေးအရင်ဆုံးချမယ်ချပြီးတော့မှကျွန်တော်ကအင်္ဂလိပ်ခေတ်အစီအစဉ်တိုင်းကိုရှားလေးဆက်မယ်ပေါ့နော်ဆက်တဲ့အခါမှာဒီလိုပုံလေးရမှာပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီကနံပါတ်4နဲ့5နဲ့ရပြီးပါပြီနောက်တစ်ချိန်ကြာလို့ရှိရင်တော့ကျွန်တော်ပုတ်စာလေးကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်